မှုတက်တာမှန်သမျှအနေရပါကျက်တုန်ဒီအခွန်နာကပ်ပါလာတတ်တဲ့မှုမဲမဲလေးတွေသတိထားမိလားမှုတက်တာကအဖြူအစိမ်းမဲစတဲ့ရောင်စုံမှုတွေနဲ့တွေ့ရနိုင်ပါတယ်အစားတောက်မှာပဲဖြစ်ဖြစ်အတုံးဆောင်တဲ့အိမ်တွင်းတနေရာမှာပဲဖြစ်ဖြစ်ဘာမှမဆိုကိုယ့်အတွက်အနေရရှိတယ်ဆိုတာသိထားဖို့အရေးကြီးပါတယ်အစားအစာတင်မကပါဘူးအမိုက်တွေစုနေတာမဆိုးတဆူမချောက်တချောက်အရာဝတ္ထုတွေအိမ်ထဲမှာရှိနေရင်အိမ်တန်ရှင်းရေးပုံမှန်မလုပ်ရင်အောက်တိုးတိုးမှုနှမ်းတွေရနေမှာသတိထားမိမှာပေါ့မြင်ရတာမမြင်ရတာထားအဲ့ဒီမူကထွက်တဲ့အမုံတွေကအဆုတ်ထဲရောက်တဲ့အခါနာတာရှည်အဆုတ်ယောဂ COPD လိုယောဂတွေဖြစ်စေနိုင်တယ်ဒါမှမဟုတ်ကိုယ်ခံအားစနစ်ကိုအားနည်းစေလို့တခြားယောဂပိုးတွေကူးစက်ခံရလွယ်စေနိုင်တယ်မို့ကိုထိမိတာရှူမိတာနဲ့ဓာတ်မတည့်တတ်သူမဟုတ်ရင်တောင်မျက်စိအရေပြားအသက်ရှူလမ်းကြောင်းလဲချောင်းအဆုတ်တို့လိုခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုထိခိုက်စေတာအမှန်ပါပဲမို့ကြောင့်ဘာတွေဖြစ်လာနိုင်လဲဘယ်လိုလက္ခဏာတွေခံစားရနိုင်လဲကြည့်ရအောင်ပုံမှန်အားဖြင့်မှုတွေကြောင့်ချောင်းဆိုးမယ်အသက်ရှူတန်တရှူရှူမြည်မယ်နှာစေးမယ်မျက်စိရဆက်မယ်အသားတွေရမယ်တကယ်လို့မှုနဲ့တက်မတဲ့သူဒါမှမဟုတ်ပန်းနာရင်ကြက်ရှိသူဆိုရင်ခေါင်းကိုက်တာနှုံးတာညအိတ်ချိန်ချောင်းထထဆိုတာထိတ်ကနာဖြစ်လာတာဓာတ်မတဲ့လက္ခဏာတွေဖြစ်လာတာလေပြိုရောင်တာကိုပူတာအသက်ရှူကျက်တာတွေဖြစ်လာနိုင်တယ်မိုးနဲ့ကြာရှည်ထိတွေ့မဲ့မိုးရီကြားမှာနေလာတာကြားမဲ့ဆိုရင်တော့လက္ခဏာချက်ချင်းမသိတာရင်တော့နောက်ပိုင်းတာတွေဖြစ်လာနိုင်ပါတယ်။သပင်ကျွတ်တာစိုးရိမ်ပူပန်စိတ်များတာမှတ်ဉာဏ်မကောင်းတော့တာခြေထောက်နဲ့လက်ထုံတာဘိုက်အောင်တာအလင်းရောင်မခံနိုင်တာအကြောင်းရင်းမရှိပဲကိုယ်လေးချိန်တိုးလာတာတိတ်မစားပဲကျွတ်တက်တာတွေဖြစ်လာနိုင်ပါတယ်။အဆိုးဆုံးကအဆုတ်ကင်ဆာအသည်းကင်ဆာတို့လိုဆိုးရွားတဲ့ကင်ဆာရောဂါတွေဖြစ်လာနိုင်ပါတယ်။ဘသူတွေမှာထိခိုက်နိုင်ခြေပိုများလဲဓာတ်မတည့်ဖြစ်တဲ့သူတွေနဲ့ပန်းနာရင်ကြက်ရှိသူတွေအပြင်ဒီလူတွေမှာလည်းမှုနဲ့ပတ်သက်ပြီးစိတ်ပူရပါတယ်ကလေးငယ်တွေအသက်ကြီးသူတွေ HIV ကင်ဆာတဲယောဂါစတဲ့နာတာရှည်ယောဂါတို့ကြောင့်ကိုယ်ခံအားနည်းသူတွေကိုပိုပြီးထိခိုက်နိုင်ခြေများပါတယ်မို့အနေအကိုဘလို့ကာကွယ်ဖြေရှင်းရမလဲအိမ်တန့်ရှင်းရေးပုံမှန်လုပ်ပါရေချိုးခန်းမီးဖို့ခန်းစတဲ့ဆူဆူမှုရှိနိုင်တဲ့နေရာမှန်သမျှကိုလေဝင်လေထွက်ကောင်းအောင်လုပ်ပါအိမ်ကျန်းပြင်တဲ့အခန်းထောင်တွေကို၆သွေးတက်ရှင်းအောင်ထားပါရေယိုစိတ်နာတွေရှိမရှိမကြာခဏစစ်ဆေးပါမို့တက်နေတာတွေ့တာနဲ့အမြန်တန့်စင်ပစ်ပါမီးဖို့ခန်းထဲမှာကော်စော်မခင်းပါနဲ့စာအုပ်အဟောင်းသတင်းစာဟောင်းတွေကို၆သွေးအောင်တန့်ရှင်းတက်ရက်အောင်ထားပါမထိမ့်သိမ့်နိုင်ရင်မလိုအပ်ရင်စွန့်ပစ်ပါဆိုထိုင်းမှုရှိလာရင်မိုးတွေလွယ်ဖြစ်လာနိုင်လို့ပါရေဆိုဝတ်တွေဆိုထားတဲ့ပစ္စည်းတွေကိုဒီတိုင်းပြစ်မထားပါနဲ့တေချာတန့်စင်စီမံထားပါသတိပြုဆင်ခြင်နိုင်ကြပါစေ